ထိုင်းနိုင်ငံမှာလက်ရှိသတင်းတွေထွက်နေတဲ့ပန်းရောင်ပင်လယ်မျောတွေကစာကိုတမတ်အန်ဆပ်လို့ခေါ်တဲ့မျိုးစိတ်တစ်ခုဖြစ်ပြီးပန်းရောင်ပင်လယ်မျောဒါမှမဟုတ်ပန်းရောင်ကျွတ်နို့ပင်လယ်မျောလို့ခေါ်လေးရှိပါတယ်။2026 ခုနှစ်ဇွန်လအစောပိုင်းမှာရာရွမ်းမှာရှိတဲ့စူးစုံကမ်းခြေမှာတန်ပေါင်းများစွာသောတတဝါတွေကမ်းတင်ခဲ့ပြီးကမ်းရိုးတန်းရဲ့အစိတ်ပိုင်းတချို့ကိုအနီရောင်ပန်းရောင်ဖြစ်ပြောင်းလဲစေခဲ့ပါတယ်။ရေကြောင်းအာဏာပိုင်တွေကဒီဖြစ်ရပ်ဟာမကြသေးခင်ကမုန်တိုင်းတွေလှိုင်းကြီးတွေနဲ့ပင်လယ်ကျမ်းပြင်ကိုနှောက်ယှက်ပြီးတိရစ္ဆာန်တွေကိုကမ်းခြေစီတွန်းပို့ခဲ့တဲ့ပြင်းထန်တဲ့လှိုင်းတွေကြောင့်ဖြစ်ရတယ်လို့ယုံကြည်ကြပါတယ်။လက်ရှိမှာညဉ့်ညမ်းမှုကဒီဖြစ်စဉ်ကိုဖြစ်စေတယ်ဆိုတဲ့အထောက်အထားမရှိသေးပါဘူး။ဒီပင်လယ်မျောတွေဟာပင်လယ်ကျမ်းပြင်မှာနေထိုင်ပြီးအော်ဂဲနစ်ပစ္စည်းတွေကိုဖြိုခွဲပြီးအာဟာရဓာတ်တွေကိုပြန်လည်အသုံးပြုခြင်းအပြင်အရေးကြီးတဲ့ဂေဟဗေဒဆိုင်ရာအခန်းကဏ္ဍကနေပါဝင်ပါတယ်။ဒီအတွက်ကြောင့်သူတို့ကိုပင်လယ်ရဲ့အိမ်ဆောင်တွေလို့တစ်ခါတရံဖော်ပြလေးရှိပါတယ်။အရာရှိတွေကခရီးသည်တွေနဲ့ဒေသခံလူတွေကိုသူတို့ကိုမထိဖို့မနှင်းဖို့အကြံပေးထားပါတယ်။အကြောင်းကတော့စိတ်ဖိစီးမှုများတဲ့ပင်လယ်မျောတွေဟာအရေပြားကိုရရန်စေနိုင်တဲ့ခုခံအားပစ္စည်းတွေကိုထုတ်လွှတ်နိုင်လို့ပါ။ဒီဖြစ်ရပ်ဟာထူးခြားတဲ့ဖြစ်ရပ်တစ်ခုလို့ယူဆရပြီးခရီးသွားတွေနဲ့ရေကြောင်းသိပ္ပံပညာရှင်တွေကိုဆွဲဆောင်နိုင်ခဲ့တာကဒီလိုကြီးမားတဲ့လှိုင်းလုံးကြီးတွေကိုဒေသတွင်းမှာရှားရှားပါးပါးပဲမြင်တွေ့ခဲ့ရတာပါ။